ကျွန်တော် Ronaldo နဲ့ video တင်ခဲ့ပြီးတော့ view တွေလည်းတော်ရပြီး comment တွေလည်းမှန်းနေထဲရမှာ email လေးကိုအကုန်လုံးလေးသိချင်နေမယ်ထင်လို့ကျွန်တော်ဖြည့်ပေးပါမယ်။ကဲဒီတော့ကျွန်တော် comment မှာမေးထားတွေ့လို့ပါRonaldo လက်မှတ်တော့ကြည့်တာမြန်မာငွေနဲ့ဆိုရင်ဘယ်လောက်ကုန်လဲဆိုပြီးတော့မေးထားလေးတွေ့လို့ကျွန်တော်ဒီ video လေးထဲမှာဖြည့်ပေးသွားပါမယ်။လွန်ခဲ့တဲ့ဘက်ကဒီဇင်ဘာ10ရက်နေ့က Ronaldo ဘူဒါဘီမှာလာကန်တဲ့ friendly match ကိုတွားကြည့်ခဲ့ပါတယ်။လုံးကုန်ကျစရိတ်ကိုပြောရမယ်ဆိုရင်ပထမဆုံး rank စရိတ်ကစမယ်။ကျွန်တော်နေတဲ့နေရာကဘူဒါဘီမြို့ပြင်မှာလည်းဖြစ်တယ်။ပြီးတော့ bus stop နဲ့လည်းဝေးရဲဆိုတော့မြို့ထဲကိုရောက်တဲ့ bus stop ကိုစီးဖို့လို့အရင်ဆုံး taxi နဲ့အရင်ငှားပြီးတော့သွားတယ် bus stop စီကိုသွားတာက80 20လောက်ကြာတယ်ခုလက်ရှိ80ပေါက်စီကမောင်ဝေး1330တော့ပေါက်တယ်မောင်ဝေး2000ဝန်းကျင်လောက်တော့ကုန်တယ် taxi ကိုအဲ့ဒီကနေမှ bus ကားနဲ့ direct တန်းသွားလိုက်တော့ bus မှတ်တိုင်လောက်ပဲဖြတ်တော့80လောက်ပဲကြာတယ်မုံပွဲတာပါညာက80 40လောက်တော့ကုန်ပြီသွားကြည့်ဒီကပြောမယ် Ronaldo ပွဲလက်မှတ်ကဆက်စချင်းကြည်တုံးကတရားပဲရှိတယ်အဲ့ဒါကတော့တိတ်မကောင်းတဲ့နေရာပေါ့ဒါပေမဲ့ကျွန်တော်နည်းနည်းတော့စဉ်းစားအောင်မယ်ဆိုပြီးတော့နောက်ရက်မှကြည့်လိုက်တာတရားတန်းကအကုန်ရောင်းထွက်သွားပြီ150တန်းပဲရပါတယ်အဲကြောင့်မို့ကျွန်တော်မြန်မြန်နဲ့ဆုံးဖြတ်ပြီးတော့150တန်းကိုဝယ်မယ်လို့စဉ်းစားလိုက်တယ်ဘယ်ကလက်မှတ်ဖြတ်တာလဲဆိုတော့ Premier List website ကနေဖြတ်လိုက်တာခွန်လေးပါရောပေါင်းလိုက်တော့168လောက်တော့ဖြစ်သွားတယ်။မောင်ဝင်နဲ့ဆို3,900 3,000လောက်တော့ကျသွားပြီပေါ့နော်။အရှိရဲ့ဒီ3,900 2,000ဝန်းကျင်နဲ့ကျွန်တော်တို့တွားကြည့်ရမှာဆိုတော့ကျွန်တော်ကတော့တန်တယ်လို့တော့ထင်ပါတယ်။နောက်ထပ်အကယ်၍ဒီဘူဒါဘီမှာလာကန်အောင်မယ်ဆိုရင်ကျွန်တော်တွားကြည့်ဖို့လို့တော့စဉ်းစားထားပါတယ်။အကြိုင်လည်းကျွန်တော်ဗီဒီယိုလေးတခြားရိုက်ပါမယ်။ဒီတစ်ခေါက်ကတော့ပထမဆုံးမလို့ဗီဒီယိုတခြားမရိုက်ရပါဘူး။ဖုန်းကလည်းအားမရှိရရောပေါမှမယူလို့မရဘူးဆိုတော့မသိရအကြောင်းမလို့ကျွန်တော်ဗီဒီယိုတခြားတော့မြန်လိုက်ရပါဘူးနောက်တစ်ခါဆိုရင်တော့ကျွန်တော်တခြားလေးပြင်ဆင်ပြီးတော့ဗီဒီယိုရိုက်ဖို့စဉ်းစားထားပါတယ်